partnership တွေမှာအတန်တိတ်လူသက်သမားရန်ဖြစ်ခြင်းမဟုတ်မတည်နှက်မှုပဲရင်ထဲမှာပြောမထွက်ပဲနဲ့တင်ထားတဲ့အမှုံမွှားလေးတွေကနေစပြီးတော့နောက်ဆုံးမှာပြင်လို့မရတဲ့အကြောင်းတစ်ခုဖြစ်သွားတာအဲ့တော့ partnership ဆိုတာကဆက်တစ်ခုလိုပဲပုံမှန်ပြုပြင်ထိန်းသိမ်းနေဖို့လိုတယ်နောက်ဆုံးချက်ကဘာကိုပြောချင်တာလဲဆိုတော့တစ်လတစ်ခါဒါမှမဟုတ်3လတစ်ခါလုပ်ငန်းအကြောင်းလုံးဝမပါတဲ့ partnership meeting တစ်ခုကိုလုပ်ပါဘာဖြစ်လို့လုပ်ငန်းအကြောင်းလုံးဝမပါတာလဲဆိုတော့ပုံမှန်စည်းဝေးတွေမှာဆိုရင်ကျမတို့ကဘာလုပ်ရမလဲဆိုတာတွေပဲအာရုံစိုက်ကြတယ်ဒီ partnership meeting ကကြတော့ထူးကြတယ်ကျမတို့နှစ်ယောက်ပေါ့ဘလို့လုံးနေတယ်လဲဆိုတာကိုအဓိကထားပါတယ်ဒီလို meeting တွေမှာမေးတဲ့မေးခွန်း3ခုရှိပါတယ်အမှတ်1ကျမတို့နှစ်ယောက်ကြားမှာဘာတွေဆင်ပြေနေလဲဒီမေးခွန်းကပြဿနာတွေမပြောခင်မှာအရင်ဆုံးချီကျူးစကားပြောပြီးတော့တစ်ဖက်လူရဲ့အားသာချက်ကိုအသိမှတ်ပြုပေးတာဖြစ်ပါတယ်နံပါတ်2ဘာတွေကပုတ်တိုက်မှုဖြစ်စေလဲဒါကတော့အဓိကချက်ပါပဲဒီမေးခွန်းကရင်ထဲမှာမတင်မကျဖြစ်နေတဲ့ပြောဖို့ဝင်လေးနေတဲ့အသေးဖွဲကိစ္စလေးတွေကိုထုတ်ပြောဝင်ပေးတာပါဥပမာမင်းအဲ့နေရာ email ကိုအဲ့လိုပြန်လိုက်တာငါတိတ်သဘောမကျဘူးဆိုတာမျိုးကအစားထုတ်ပြောပါဒါမှမကျေနပ်မှုဆိုတဲ့အဆိုင်ခဲတွေမဖြစ်လာမှာပါနံပါတ်3နောက်လာမှကျမစီကဒါကူညီလို့လဲဒီမေးခွန်းကပြဿနာရှာတာအပြစ်တင်တာတွေနဲ့အဆုံးမသက်သွားစေပဲနဲ့အဖြေရှာပြီးတော့မှရှေ့ဆက်ဖို့ဥတည်ပေးပါတယ်တယောက်နဲ့တယောက်ဘလို့ပံ့ပိုးကူညီနိုင်မလဲဆိုတာကိုတောင်းဆိုခွင့်ပေးတာဖြစ်တဲ့အတွက်ပို့ပြီးတော့အပြုသဘောဆောင်ပါတယ်အဲ့တော့တွေ့တဲ့အတိုင်းပဲအောင်မြင်တဲ့ partnership ဆိုတာကံဒါမှမဟုတ်ခင်မင်မှုတွေပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးရန်သူဖြစ်သွားနိုင်ခြေရှိတဲ့လမ်းကြောင်းတိုင်းကိုကြိုတင်ပိတ်ဆို့ထားတဲ့ system design ပေါ်မှာတိဆောက်ထားတာနောက်ဗီဒီယိုမှာတော့ corporation တွေနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်ပြီးတော့မျှဝေပေးသွားပါမယ်မင်းရဲ့ business IQ ကိုနောက်တစ်ဆင့်မြင့်ကျင်တော့ကျမတို့ရဲ့ page ကို follow လုပ်ထားလိုက်ပါ